မရင်ငယ်ရှိနေတဲ့ယောက်ျားကိုဒီလိုတာလှုပ်ပလိုက်မိတ်ဆွေများကြုံနေရပါလားခင်ဗျယောက်ျားမရင်ငယ်ထားနေတယ်ယောက်ျားနောက်တစ်ယောက်ထားနေတယ်အဲ့လိုဖြစ်နေပါလားခင်ဗျအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်မိတ်ဆွေများအနေနဲ့အဓိကလှုပ်ရမယ့်အရာတစ်ခုကသူ့ကိုဘာမှပြန်ပြီးတော့မပြောပါနဲ့မတိတယ်လို့ပဲနေလိုက်ပါဘာဖြစ်လို့ဆိုတော့တင့်အနေနဲ့မတိတယ်လို့နေမယ်ပြီးတော့သူ့အနေနဲ့မရင်ငယ်နောက်ကိုလိုက်သွားရင်တောင်မှတင့်အနေနဲ့သူ့ကိုပြန်ပြီးတော့မချော့ပါနဲ့ပြန်ပြီးတော့မခွာပါနဲ့ခင်ဗျဘာဖြစ်လို့ဆိုတော့ကိုက तू မရှိနဲ့ကိုနေနိုင်တယ် तू မရှိနဲ့ကိုရဲ့ဘဝကိုရက်တည်နေနိုင်တယ်ဆိုတဲ့ပုံရိပ်ကိုသူ့ကိုချပြဖို့လိုပါတယ်ခင်ဗျဒီလိုလုပ်ချအပြင်တင့်အနေနဲ့တင့်အပေါ်မှာဖောက်ပြန်တဲ့သူကိုတင့်အနေနဲ့ဒါကကောင်းကောင်းလေးကိုကလတ်စားချေတဲ့နီလန်ပဲဖြစ်ပါတယ်ခင်ဗျတင့်ယောက်ျားကမရင်ငယ်ထားနေတယ်မရင်ငယ်နဲ့အမြန်ဆုံးပြတ်စေချင်တယ်တင်တယောက်တည်းကိုပဲချစ်စေချင်တယ်ပြီးတော့တင့်ယောက်ျားကိုတင်လို့တို့ထိန်းချုပ်ထားချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုပြီးတော့တင်လို့တို့သူ့ကိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်တော့အဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအဆောင်ကိုမှာယူချင်တယ်ဆိုရင်ဆေးအပစ်မှာပြောထားလို့ရပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ